ဂျပန်နိုင်ငံမှာကရာတီကွန်ဖူနဗန်းပညာမှာအလွန်တော်တဲ့ဆူမိုနဗန်းသမားကြီးတယောက်ရှိတယ်။ဂျပန်နိုင်ငံတနိုင်ငံထဲမှာရှိတဲ့လူငယ်တွေနဲ့မကဘူးကမ္ဘာအရက်ရက်မှာရှိတဲ့ခေတ်လူငယ်တွေအများပြားဂျပန်ကိုသွားပြီးကရာတီကွန်ဖူနဗန်းပညာများကိုတွားရောက်သင်ယူကြတယ်။ဆူမိုနဗန်းသမားကြီးရဲ့ဂုဏ်သတင်းဟာကမ္ဘာအရက်ရက်မှာပိုပြီးထင်ရှားလာတယ်။နာမည်ကြီးလာတယ်။ဒီအချိန်မှာတရုတ်ပြည်မှာလည်းဘရုစ်လီပေါ်ပေါက်လာတယ်။ဘရုစ်လီရဲ့ဂုဏ်သတင်းဟာလည်းပဲအရန်ပဲထင်ရှားကျော်ကြတဲ့အတွက်ကြောင့်ဂျပန်မှာရှိတဲ့လူငယ်တွေနဲ့ကမ္ဘာအရက်ရက်မှာရှိတဲ့ခေတ်လူငယ်တွေဟာတရုတ်ပြည်မှာသွားပြီးဘရုစ်လီထံကရာတေးနဲ့ကွန်ဖူပညာများသင်ယူကြတယ်။ဂျပန်လူငယ်တွေကလည်းဘရုစ်လီထံကပြန်လာပြီးဂျပန်နိုင်ငံပြန်ရောက်လာတဲ့အခါမှာဘရုစ်လီတော်တဲ့အကြောင်းပြောကြပါတယ်။ဆူမိုနဗန်းသမားကြီးကလည်းဘရုစ်လီရဲ့ကောင်းသတင်းတွေကြားရနားထောင်ရတာများလာတော့မနာလို့ဖြစ်လာတယ်။ဒါကြောင့်ငါကိုယ်တိုင်သွားပြီးဘရုစ်လီဆိုတဲ့ကောင်ကိုဘလောက်တော်တယ်လဲဆိုတာသွားလေ့လာမယ်ဆိုပြီးတရုတ်ပြည်ကိုထွက်လာခဲ့တယ်။ဘရုစ်လီဟာတောင်ကုန်းထိပ်မှာနေတာဖြစ်တဲ့အတွက်ဆူမိုတပန်းသမားကြီးဟာတောင်မော်ကိုခြေနှင်တက်ရတယ်။လူကဝဝဖိုင်မိုင်ကြီးဆိုတော့မောလိုက်နားလိုက်သွားလိုက်နဲ့တောင်မော်ကိုရောက်လာတယ်။တောင်ထိပ်ရောက်တော့လူငယ်တယောက်ကိုတွေ့တယ်။ဆူမိုတပန်းသမားကြီးကမင်းကဘရုစ်လီလားလို့မေးလိုက်တယ်။ဟုတ်ကဲ့ကျွန်တော်ဘရုစ်လီပါ။ဘာကိစ္စရှိပါသလဲ။ငါကဂျပန်နိုင်ငံမှာအရန်နာမည်ကြီးတဲ့ဆူမိုနဗန်းသမားကြီးပါဆိုပြီးရှင်ဘက်ကိုပုတ်ပြတယ်။မင်းစီကွန်ဖူကရာတေးပညာသင်ကျင်လို့လာတာလို့ထပ်ပြောလိုက်တယ်။ဘရုစီကဟုတ်ကဲ့ကောင်းပါပြီ။ထိုင်မအောင်ဆိုပြီးဝါကုတ်ပစ်စပွဲမှာထိုင်ခိုင်းတယ်။ဘရုစ်လီကရှင်နွေးတအိုးနဲ့ရှင်နွေးပကံတေးသေးလေးတစ်လုံးယူလာတယ်။ဆူမိုနဗန်းသမားကြီးရှိမှရှင်နွေးပကံချပြီးမတ်တက်ရက်ရက်ရှင်နွေးငယ်ပေးတယ်။ခွက်ကိုပြည့်ရှင်အောင်ငှဲ့ထည့်တဲ့အတွက်ရှင်နွေးပူတွေဟာဆူမိုနဗန်းသမားရဲ့ပေါင်မကိုဖိတ်ဆင်သွားတယ်။သူအရန်စိတ်ဆိုးသွားတယ်။မတော်တဆဖိတ်ဆင်ပြီးကြတာလားဆိုပြီးကြည့်လိုက်တော့တမင်တကာငှဲ့ထည့်နေတာကိုတွေ့ရတော့ဆူမိုနဗန်းသမားကြီးဟာအရန်ကိုစိတ်ဆိုးပြီးစပွဲကိုလဝါးနဲ့ရိုက်ပြီးမတ်တက်ထရိုက်လိုက်တယ်။နေကလည်းပူမောကလည်းမောစိတ်ကလည်းတူရှင်နွေးနဲ့လောင်းချတယ်လို့ဖြစ်တော့အရန်စိတ်ဆိုးတာပေါ့။မင်းလောက်ပဲမယမ်းရလား။ရှင်နွေးပြည့်ရှံနေတာမမြင်ဘူးလား။ဒီလိုပြည့်ရှံနေတဲ့ရင်နွေးကကိုထည့်နေတာဘာကျိုးရှိသလဲဒီလောက်ပဲအသိဉာဏ်ခေါင်းပါရသလားဘရုစ်လီကသူ့ကိုမှတ်မှတ်ရရစကားတစ်ခွန်းပြောလိုက်တယ်ဟုတ်ကဲ့ရင်နွေးခွက်ပြည့်ရှံနေတာကိုကျွန်တော်မြင်ပါတယ်ဒီလိုပြည့်ရှံတဲ့ရင်နွေးခွက်ကိုထည့်တဲ့အတွက်အကျိုးမရှိသလိုခမားဟာလည်းကြောက်စီမှာပညာလာတင်တယ်ပြီးတော့ခမားဟာဂျပန်မှာနာမည်ကြီးတဲ့လူတစ်ယောက်ဖြစ်တယ်ခွက်အပြည့်နဲ့လာတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ခမားကိုဘလို့ပဲစူးစမ်းပြီးတင်ပေးပါစီခမားကတတ်မှာမဟုတ်ဘူးပြည့်ရှင်